သမီးလေးမွေးလေးကနှစ်ရက်ခွဲလို့သူဖြစ်သွားတယ်စတေးနေ့မှာတကယ်ကသူ့မွေးနေ့အိမ်နေ့မှာကျတော့မြန်မာနိုင်ငံမှာမနက်စာအနေနဲ့ပေါ့နော်အလူဈေးရုံမှာအလုပ်ဖြစ်တယ်အမေစနေနေ့မှာကျတော့ဒီနိုင်ငံမှာမလုပ်ဖြစ်ဘူးကလေးကနေမကောင်းပေါ့နော်နေမကောင်းဆိုတာဒီချောင်းဆိုးကချွဲချက်တာကြောင့်နည်းနည်းလေးကလေးကနှုံးနေရအားကြောင့်ဒါဈေးရရောက်နေတာဈေးကမှကြည့်ပါဦးမျက်နှာလေးကငယ်နေတနင်္ဂနွေနေ့ကျမှဒါဧကန်ဖြစ်တာဧကန်မှုအတွက်ကိုတော့ရည်ရထားတာကဒီမှာချက်သားကိုတော့ဖတ်တမင်းလေးရဲ့နောက်ပြီးတော့အချိုပွဲအနေနဲ့ဆိုလို့ရှိရင်စမိုင်းနောက်ပြီးတော့ရွှေကြည်စနင်းမကင်းပြီးတော့ရေခဲမုတ်ဂိတ်ဒါလေးတွေစီစဉ်ထားတယ်ပေါ့နော်သမီးလေးကပထမတစ်နေ့တစ်ခါမွေးနေ့လုံတော့ကလည်းအိမ်မှာပဲပေါ့နော်အဲ့တုန်းကသူကလေလူကြောက်နေတော့လူကိုရှောင်နေသေးတယ်ဒီနှစ်မှာသူကလူမကြောက်တော့ဘူးပျော်ချင်ပါတယ်ဆိုတော့လေကလေးကနေလို့တိတ်မကောင်းတဲ့အခါကျတော့ကိုငွေလေးနည်းနည်းလေးရှိနေတဲ့အခါကျတော့သူမှစော့ခြင်းနဲ့ကန့်ခြင်းနဲ့ဆိုလို့သူမှစိတ်ကမပါလာဘူးဖြစ်နေတယ်ကလေးကိုအားကြောင့်နည်းနည်းလေးခူးဆိုင်နေရတယ်ဧည့်သည်လေးတစ်ဖက်မှာဧည့်ခံရင်လာပေးတဲ့ဧည့်သည်လေးတယောက်ချင်းစီကိုလည်းအရန်ကျေးဇူးတင်ပါတယ်ပေါ့ဆိုတော့ဒီမှာအချိန်ကတကယ်ကိုလူနေရတာလေနော်ဧည့်သည်ကြီးလည်းစုံချင်တာအကြောင်းလေဒါတနင်္ဂနွေနေ့ကိုကျွန်တော်တို့ကရွှေ့ပြီးတော့လုပ်ဖြစ်သွားတာပေါ့နေ့လည်းပဲကိတ်ခွဲပြီးတော့ညနေဘက်မှာလည်းသူ့ရဲ့ဒီကဒီမှာကိတ်မုတ်လေးနောက်ထပ်တစ်ခုလက်ဆောင်လာပေးတယ်ဆိုတဲ့အခါကျနောက်တစ်ခေါက်ထပ်ခွဲပြတာပေါ့နော်ဒီမှာကိတ်မုတ်ကမီးကိုလည်းသူကြောက်နေတာသူဘာမှမလုပ်ရဲဘူးလို့ဖို့လည်းသူ့မှာတော်တော်လေးကိုပြင်ပန်းနေတာကလေးကလေပိန်သွားတဲ့အတွက်လေသူ့ရဲ့လက်ကောက်လေးဝိနေကြလက်ကောက်လေးတော့မှခြောင်ကျသွားတယ်